Okay, this session a little bit of a review about what we have learned, what we learned last week. ကျွန်တော်တို့ဒီသင်ခန်းစာကတော့အရင်အပတ်ထဲမှာကျွန်တော်တို့ဗာလေ့လာခဲ့လေဆိုတဲ့ဟာကိုပြန်ပြီးတော့ပြန်လေသုံးသပ်မှာဖြစ်ပါတယ် Last week we learned like the character of Jesus Christ, compassion. ကုန်ခဲ့တဲ့အပတ်မှာကျွန်တော်တို့သခင်ယေရှုခရစ်တော်နဲ့ပတ်သက်ပြီးတော့ရှိတဲ့စိတ်နေစိတ်ထားကိုတင်လာလေ့လာခဲ့တယ် Compassion is coming from, hesed, a love of God, mercy of God. အဲ့ဒီခရစ်တော်၌ရှိတဲ့စိတ်သဘောထားဆိုတာကဘုရားခင်၌မှာရှိတဲ့ချစ်ချင်းမေတ္တာဂရုဏာဆိုတဲ့စကားလုံးနဲ့ဆင်းသက်လာတာဖြစ်တယ် When the mercy of God is applied to Jesus Christ, it is what compassion. Whenever Jesus saw the poor people, sick people, he felt compassionate. He had compassion on the poor and sick people. သခင်ယေရှုခရစ်တော်ကဒီဆင်းရဲသူဆင်းရဲသားတွေနဲ့တွေ့တဲ့အခါမှာသူ့ရဲ့စိတ်နေစိတ်ထားသဘောတွေနော်သူတို့ကိုတနာတယ်သူတို့ကိုချစ်တယ်သူတို့ကိုကူညီထောက်ပံ့တယ်ဆိုတာတွေ့ရတယ် Yeah, not talking about. And then the character of Jesus Christ is peace. သခင်ယေရှုခရစ်တော်ရဲ့စိတ်နေစိတ်ထားညီသက်ခြင်းဆိုတဲ့အားကိုလည်းကျွန်တော်တွေ့ရတယ် And this peace is coming from goodness, okay? There's no violence at all, right? ညီသက်ခြင်းဆိုတာကျွန်တော်တို့ဒီကောင်းမြတ်ခြင်းဆိုတဲ့စကားလုံးနဲ့ဆင်းသက်လာတာဖြစ်တယ်အတန်ကျေတာမျိုးမဟုတ် Jesus is the King of peace, သ right? ခင်ယေရှုခရစ်တော်ညီသက်ခြင်းရဲ့အရှင်ဖြစ်တယ် And then it's like the second, third one is gentleness and humbleness. ဒုတိယကျွန်တော်တို့ဒီလူညက်တိမ်မွေးခြင်းနဲ့နှိမ့်ချခြင်းဆိုတဲ့အကြောင်းအရာကိုလေ့လာတဲ့အခါမှာ This gentleness, what is that? Gentleness, what is that? How can you define gentleness? ကျွန်တော်တို့လူညက်တိမ်မွေးခြင်းဆိုတာဘယ်လိုတွေ့ရလဲအစေခံတဲ့နှလုံးသား Yes, inside, inner attitude of servants, right? တွ To င်းနှ their လုံးသား masters. ထဲမှာနော်တခင်ရဲ့အစေကိုခံခြင်းတဲ့နှလုံးသားကိုတို့စိတ်နေစိတ်ထားကိုပြောတာဖြစ်တယ် And there is inside attitude, okay? ဒါကအသွေးပိုင်းဆိုင်ရာ And how about humility or humbleness? နှိမ့်ချခြင်းဆိုတဲ့အပိုင်းကိုကျွန်တော်ဘယ်လိုနားလည်လဲ ပြင်ပိုင်းဆိုင်ရာ ပြင်ပိုင်း Yeah, this is the outer attitude of servants to their masters. သူရဲ့အပြင်ပိုင်းဆိုင်ရာသူရဲ့တခင်ရဲ့အလိုကိုဘယ်လိုအစီခံရမယ်ဘယ်လိုနှိမ့်ချရမယ်ဆိုတော့သူကအရှင်အပြပြတာဖြစ်တယ် This attitude, gentleness and humbleness, it is not required, to the Roman citizens because there's no such an attitude, okay, for Roman citizens. အဲ့တော့ကျွန်တော်ရောမလူမျိုးတွေရဲ့တက်တာကိုလေ့လာတဲ့အခါမှာသူတို့မှာနုညံ့သိမ်မွေးခြင်းနဲ့ဒီနှိမ့်ချခြင်းဆိုတာမတွေ့ရဘူးသူတို့ကဒါမျိုးကိုလက်မခံဘူး Even Jewish rabbis, Jewish teachers didn't teach about this. It is not recommendable. အဲ့တော့ဂျူးဒီကျမ်းသက်ပုဂ္ဂိုလ်ဆရာကြီးတွေကလည်းဒီလိုမျိုးသူတို့လုံးဝမသင်ပေးဘူး But Jesus, as the greatest teacher, knew Moses, okay, much better than Moses. He taught gentleness and humbleness. သခင်ယေရှုခရစ်တော်ကိုယ်တိုင်ကဒီမောရှေနော်မောရှေတဲ့ကြီးမြတ်တဲ့ဆရာကြီးဖြစ်တယ်အဲ့တော့သူကိုယ်တိုင်သူ့ရဲ့တက်တာတွေမှာဒီလူညံ့သိမ်မွေးခြင်းနဲ့နှိမ့်ချခြင်းကိုပြတယ်ဆိုတာပြောတွေ့ရတယ် He's teaching us to be gentle and humble. သူကဒီလူညံ့သိမ်မွေးခြင်းနဲ့နှိမ့်ချခြင်းရှိရမယ်ဆိုတော့ကိုသင်ပေးတယ် And then he သင်ပေးတယ်တကယ်ဒုတိယမောရှေဖြစ်တယ် he shared a perfect example of serving others, okay, humbleness and gentleness by washing the feet of the disciples. အဲ့တော့တကယ်ပဲပြည့်စုံတဲ့ဒီသင်ကြားမှုတစ်ခုကိုသူပေးတယ်တကယ်နှိမ့်ချခြင်းလူညံ့သိမ်မွေးခြင်းဘယ်လိုလုပ်ရမလဲဆိုတော့သူ Even before that, he emptied his divine being and became human being, even the form of servants. အဲ့တော့သူကဒီလူစားတိအတွေ့အကြုံကိုခံယူခဲ့ပြီမဲ့နော်ဘုရားရဲ့ဇာတိသဘောနဲ့သူလုံးဝအသက်မရှိဘူး But you have to understand that, you have to know that, recognize that Jesus is our king, so he's ruling over us. အမှန်ဆိုရင်တော့သခင်ယေရှုခရစ်တော်ကသူကဘုရားဖြစ်တယ်ဘုရင်ဖြစ်တယ် Therefore, we have to serve him, we have to obey him, we have to serve him. Same way, we have to serve others also, because Jesus told us to do. သခင်ယေရှုခရစ်တော်ကိုယ်တိုင်ကမင်းတို့နော်ငါသူဘာရဲ့အစီကိုခံနေကြလို့မင်းတို့အဲ့လိုအစီခံရမယ်ဆိုတာကိုသူကပြောတင်တာဖြစ်တယ် So as I wrote, in the Old Testament, gentleness and humbleness, okay, are
described as poor, righteous, depending on God. အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်တဲ့အခါမှာစင်းရဲသူစင်းရဲသားတွေတက်တာတဲ့မှာကျွန်တော်တို့သူတို့ကဖြောင်းမဲ့တယ်နောက်ပြီးတော့ဘုရားခင်ပေါ်မှာမိကိုတဲ့သူတွေဖြစ်တယ် Those who are ruled by Messiah, okay, the King of Prince of Peace, okay, the people cannot be proud. အဲ့တော့သခင်ယေရှုခရစ်တော်ကဒီမေရှိယကေတင်ရှင်ဖြစ်တယ်သူကညီသက်ချင်းရဲ့အရှင်ဖြစ်တယ်ဘယ်တော့မှဒီမာနမကြည့်ဘူး So that's why people of Jesus Christ, the people of Messiah should be gentle and humble. ဒါကြောင့်သခင်ယေရှုခရစ်တော်ကနေတော့ကြွလာတဲ့မေရှိယကေတင်ရှင်ဖြစ်တယ်သူ့ရဲ့တက်တာတွေမှာနေချခြင်းနုညံ့တင်မှုခြင်းဖြစ် Servants and poor people are always gentle and humble, right? အဲ့တော့တကယ်စင်းရဲတဲ့သူတွေအစိခံနေရအမြဲတမ်းသူတို့ကနေချတယ်ဆိုတော့တွေ့ရတယ် Adonai God wants us to be gentle and humble. ဒါကြောင့်ရွေးနှုတ်ကေတင်တဲ့နော်ဘုရားကလည်းကျွန်တော်တို့ကိုနုညံ့တင်မှုခြင်းတဘောကိုလောက်ခိုင်းစေချင်တာဖြစ်တယ် When we are gentle and humble and when we are poor, we depend upon God more. ဘာဖြစ်လို့ဆိုတော့စင်းရဲတဲ့သူနဲ့တကယ်ဒီလူမျိုးရှိတဲ့သူတွေကဘုရားရှင်ကိုတားမြစ်တာရဲ့သူတို့ဒီကိုအားကိုးတယ်လို့တွေ့ရတယ် When we are poor, when we are gentle and humble, we do not have pride. We are not proud. စင်းရဲသူစင်းရဲသားတွေကသူတို့နုညံ့တင်မှုတယ်သူတို့မှာမာနကြီးတဲ့စိတ်နှလုံးသဘောမရှိဘူး But as we already learned in the Old Testament that rich people, rich people are not righteous people. They do not depend upon God. They depend upon their money, wealth, their power. So therefore, they are not gentle and they are not humble. They are not righteous. ချမ်းသာတဲ့လူတွေကလူကုန်တန်တွေကသူတို့ဘယ်တော့မှဘုရားကိုမပို့ဘူးသူတို့မှရှိတဲ့ငွေကြေးတွေဂုဏ်တွေတရက်တွေအဲ့ဒီပုံမှာသူတို့ကမိပို့တယ်ဆိုကျွန်တော်တွေ့ရတယ် Also, the religious leaders in the time of Jesus Christ, and they are the same actually. They are very proud, okay? They did not depend upon God. They are not gentle and humble. They are not righteous. သူတို့မှာတချို့ကောင်းဆောင်တွေရှိတယ်ကောင်းဆောင်တွေကလည်းဒီလိုပဲသူတို့နေချခြင်းမရှိဘူး That's why Jesus, okay, punished, and actually Jesus rebuked. Matthew chapter 23, Jesus rebuked especially the religious leaders, Sadducees, Pharisees, Sadducees, scribes. အဲ့တော့ရှင်မဿဲခရစ်ကျမ်းခန်းကြီး23မှာเนาะသခင်ယေရှုခရစ်တော်ကအဲ့ဒီဘာသာရေးကောင်းဆောင်တွေနိုင်ငံရေးကောင်းဆောင်တွေဇေဒုကဲပါရီရှဲသူတို့ကိုပြန်ပြီး Scribes also. ပြန်ပြီးတော့သူတို့ကိုပြုပြင်တယ် They are like a representative of religious leaders, and they are very proud of themselves. They are proud to be the descendants of Moses like that. ဘာသာရေးကောင်းဆောင်တွေဥဆောင်တဲ့သူတို့ကအရန်ကိုမာနကြီးတယ်သူတို့ကမောရှေရဲ့မောရှေကနေငါတို့ကဆင်းသက်လာတာကွာဆိုတော့မာနကြီးတဲ့သဘောတွေရှိတယ် They did not depend upon God, Adonai. They depended upon Moses. သူတို့အာဒိုနိုင်ဆိုတဲ့ဘုရားကိုသူတို့မြင်မပေါ်ဘူးတကယ်သူတို့မောရှေကိုပဲနော်မောရှေကိုပဲမြင်တယ်ဘုရားတဲ့ That's why they didn't accept Jesus as the Messiah. ဒါကြောင့်ယေရှုခရစ်တော်ကမေရှိယဖြစ်တယ်လို့ပြောတဲ့အခါမှာသူတို့ဘယ်တော့မှမယုံ That's why Jesus Christ in chapter 23, Matthew, rebuked them and punished them. အဲ့ဒီ23ကိုရောက်လာတဲ့အခါမှာသူတို့ကိုပြန်ပြီးတော့ပြန်ပြုတ်ပြင်းတယ်သူတို့ကိုအပြစ်ပေးတယ် And then chapter 24 of Matthew, temple is destroyed because the temple is the symbol. Temple represents religious leaders of Israel. အဲ့တော့24အခန်းရှင်မဿဲခရစ်ကျမ်းအခန်း24ရောက်တဲ့အခါမှာဗိမာန်တော်ဒါကတော့ပုံဆောင်တဲ့အရာပေါ့နော်အဓိကအဲ့ဒီဘာသာရေးကောင်းဆောင်တွေကိုဖြစ် A စေ person not only are religious leaders but also like economic leaders and social leaders, okay? Those who are leaders of Israel, Jewish people. အဲ့ဒီဂျူးလူမျိုးတွေထဲမှာကျွန်တော်တို့လူမှုအတိုင်းအဝန်တွေမှာခေါင်းဆောင်တွေရှိတယ်နောက်နိုင်ငံရေးခေါင်းဆောင်တွေရှိတယ်အဲ့လိုမျိုးလူတွေကဥဆောင်တဲ့အတွက် These leaders of Israel in the time of Jesus Christ, okay, rejected Jesus as Messiah, okay? They never accept Jesus as Messiah, and then rather they persecuted Jesus Christ, and finally, ultimately, they killed Jesus, though Jesus is Messiah. ဒါကြောင့်သခင်ယေရှုခရစ်တော်ကမေရှိယမဟုတ်ဘူးလို့ညင်းပေတဲ့သူတွေကအဲ့ဒီလူကုန်တာအတိုင်းအဝိုင်းနဲ့လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေကခရစ်တော်ကိုလက်ဝါးကတိုင်မှာတတ်တာကသူတို့ကြောင့်ဖြစ်တယ် They have no fruit. သူတို့မှာအတိမရှိဘူး And like Jesus Christ, when he
came out of the temple, then he cursed the fig tree, right? Because there is no fruit. အဲ့မှာကျွန်တော်တို့အပင်တစ်ပင်ကိုတွေ့တဲ့အခါမှာဒီအပင်ကလုံးဝအတိမတိဘူးတဲ့ကြောင့်ဒီအပင်ကိုချိန်ဆပါ You understand? တဲ့ကြောင့်အဲ့လို Yeah, ပြောတယ် having no fruit symbolizes that having no fruit of the religious leaders. အဲ့တော့အသက်တာထဲမှာကျွန်တော်အတိမတိတဲ့အတိကိုမတွေ့ရတဲ့အပင်ကပါလဲဆိုတော့အဲ့ဘာသာရေးကောင်းဆောင်တွေဖြစ်တယ် You understand? That's why having no fruit, I mean, religious leaders of Jewish people, Jewish leaders who have no fruit, they were cursed by God, and then as a result, actually in AD 70, the temple was thoroughly destroyed, and the Jewish people were scattered throughout the world. ဘာဖြစ်လို့လဲဆိုရင်အဲ့လူမှုအတိုင်းဝန်ကောင်းဆောင်တွေကတော့အတိမတိတဲ့အတွက်ကြောင့် AD 90ရောက်တဲ့အခါမှာအကုန်လုံးဖြည့်ဆည်းလိုက်တယ်ဗိမာန်တော်ကအစအဲ့ဒီတွေအားလုံးဖြည့်ဆည်းခံရတယ် Okay, so as a Bible student, as a spiritual leader, so we need to be very, very humble and gentle, because that is the attitude that Jesus showed us, okay, perfectly to follow. ဒါကြောင့်ကျမ်းစာကျောင်းသူကျောင်းသားနဲ့ဆရာတွေပေါ့နော်ကျွန်တော်တို့တကယ်နှိမ့်ချခြင်းတရံကိုကျွန်တော်တို့ပြသဖို့လိုအပ်တယ် Rich people are easily proud because they have a lot of money, ချမ်းသာတဲ့လူတွေကတော့မာနကြီးမှာပေါ့သူတို့မှာပတ်စံအများကြီးရှိတာပေါ့ but we shouldn't do that the way. Of course, for example, like our church is like more than 300, 400, 500 people, so like pastor get enough salary and a lot of salary, right? But still, though, okay, this kind of rich pastor should be very, very humble and should be able to help the poor people, taking care of the church members, and always gentle and humble. တချို့တင်းဦးဆရာတွေအတင်းသူတင်းသား300 400အဲ့လိုရှိတဲ့ကမှသူတို့ကမာနကြီးတယ်ဘာဖြစ်လို့ဆိုတော့သူတို့မှာစေဖို့တဘောလူငွေတွေလာစားတွေရမ်းမြင့်တဲ့ခါမှာတကယ်သူတို့ကနှလုံးသားထဲမှာမာနကြီးတဲ့နှလုံးသားတွေရှိကြတယ် Amen. I want to like connect this one with eternal life. ဒါကကျွန်တော်တို့ထာဝရအသက်နဲ့သက်ဆိုင်တဲ့ဘက်ကိုနည်းနည်းချိတ်ဆက်တယ်လို့ကျွန်တော်မြင်တယ် Eternal life, actually that's what John talks. John says, okay, eternal life. ထာဝရ ထာဝရအသက် and ထာဝရ that. အဲ့မှာထာဝရအသက်နဲ့ပတ်သက်ပြီးတော့ယောဟန်တော့ပြောတာရှိတယ် Eternal life is not only like endless time, but also it is abundant, rich life. အဲ့တော့ထာဝရအသက်ဆိုတဲ့အခါမှာကျွန်တော်တို့ဒီကြွေဝချမ်းသာတဲ့နော်ပြည့်စုံတဲ့အသက်တာကိုပြောနေတာဖြစ်တယ် If you want to have life, if you want to live eternal life on earth right now, though we don't have enough money, though we are poor, so we should search for abundant life, divine life, okay? ကျွန်တော်တို့ထာဝရအသက်လို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီထာဝရအသက်နဲ့သက်ဆိုင်တဲ့ຢာကကြွေဝချမ်းသာခြင်းပေါ့နော်ဆိုတော့ကမှဒီမြင်နိုင်တဲ့အရာကိုပြောနေတာပေါ့ねကျွန်တော်တို့အနာဂတ်မှာကျွန်တော်ခံရမယ့်ရရှိမယ့်နော်အသက်တာကိုကျွန်တော်တို့ပြောနေတာ What is eternal life in our life now, right now? အခုကျွန်တော်တို့အခုဆိုရင်ထာဝရအသက်ဆိုတာဘာလဲပေါ့ Evangelizing people, Buddha, Muslim, Hindu. ဧဝံဂေလိဟိန္ဒူမွတ်စလင်ဗုဒ္ဓဘာသာတို့ဧဝံဂေလိငါမယ် And teach them how to follow Jesus Christ, Christ the now- character of Jesus Christ. ခရစ်တော်နောက်ကိုသူတို့ဘယ်လိုလိုက်မလဲခရစ်တော်ရဲ့စိတ်တော်ထားဘယ်လိုထားရမလဲဆိုတာကိုသင်ပေးရမယ် And then help the poor people. မရှိစိတ်တဲ့ကိုကျွန်တော်တို့ကူညီရမယ်ကြည့်ရှုရမယ် That is eternal life. That is abundant life in our earthly life. ဒါကြောင့်ထာဝရအသက်ဆိုတာကသူတို့ဘာကိုကျွန်တော်တို့ပြန်ပြီးတော့ကြွေဝချမ်းသာစေတာ Amen. ပြောတာ This is our attitude, gentle and humble attitude, is deeply related to eternal life. အဲ့တော့ကျွန်တော်အသက်တာထဲမှာရှိရမယ်စိတ်နေစိတ်ထားကအခုနထာဝရအသက်နဲ့သက်ဆိုင်တဲ့ကြွေဝခြင်းဆိုတဲ့အကြောင်းအရာတွေ Peter described this way: we joined divine nature, divine character, right? အဲ့တော့ရှင်ပေတရုဩဝါဒစာမှာဖခင်နဲ့သက်ဆိုင်တဲ့အရာဖခင်နဲ့သက်ဆိုင်သောအရာကိုငါတို့ကဆက်နွယ်သောသူများဖြစ်တယ်လို့ပြောတယ် So that's why if we want to live eternal life and if we want to join divine nature, divine character today, divine character means the character of Jesus Christ, then we should do this way: evangelizing, teaching the way, and living, okay,
following the character of Jesus Christ in my life and then helping the poor people. These things, though we are in suffering, but we still continue to do this one, then we join the divine nature, divine character of God, divine character of Jesus Christ. အဲ့တော့ကျွန်တော်တို့ဒီနေ့ဖခင်နဲ့သက်ဆိုင်တဲ့ရှိရမယ့်အမှုအကျင့်လို့ပြောတဲ့အခါမှာသခင်ယေရှုခရစ်တော်ဘာလို့တည်းလဲခရစ်တော်ရဲ့စိတ်နေစိတ်ထားကပါတယ်ပါလဲပေါ့အဲ့ဒီဖခင်နဲ့သက်ဆိုင်တဲ့အရာပေါ်မှာကျွန်တော်တို့ကအသက်ရှင်တဲ့အကြောင်းအရာဖြစ်တယ် Amen. သူများလေးဖြစ်တယ် Our life, our ministry on earth is ultimately are doing these things. ကျွန်တော်တို့ရဲ့အသက်တာကျွန်တော်တို့ရဲ့တာသနာမှာတကယ်ပဲကျွန်တော်တို့ဒီအရာတွေကိုလုပ်ဖို့လိုတယ်ကျင့်သုံးဖို့လိုတယ် Amen. Amen. Okay.